အားလုံးပဲမင်္ဂလာပါလူတစ်ယောက်ကတခြားသူတစ်ယောက်ရဲ့အတွေးအခေါ်တွေအယူအဆတွေခံစားချက်တွေနောက်ဆုံးဆုံးဖြတ်ချက်တွေကိုပါလွှမ်းမိုးချုပ်ကိုင်နိုင်တယ်ဆိုတာကိုယုံကြတာကိုယ်တိုင်ကရောငါရဲ့အတွေးအခေါ်တွေဆုံးဖြတ်ချက်တွေကတခြားသူတစ်ယောက်ရဲ့လွှမ်းမိုးတာခံနေရတယ်ဆိုတဲ့အတွေးမျိုးဝင်ဘူးလားကျွန်တော်တို့နေ့စဉ်ဘဝမှာလူတွေကသတိမထားမိပဲနဲ့တယောက်ကတယောက်ကိုလွှမ်းမိုးဖို့အတွက်ကြိုးစားတဲ့နည်းလမ်းပေါ့နော်အဲ့လိုနည်းလမ်းတွေကိုကျွန်တော်တို့ English လို့ manipulation technique လို့ခေါ်တယ် manipulate လုပ်တယ်ပေါ့နော်တခြားသူတယောက်ကိုကနေပြီးတော့ကြိုးကင်ချယ်လဲဖို့ကြိုးစားရမှာအဲ့ဒီနည်းလမ်းတွေကိုကျွန်တော်တို့ social psychology လို့ခေါ်တဲ့လူမှုစိတ်ပညာဘာသာရပ်ပေါ့အဲ့ဒီဘာသာရပ်ထဲမှာလေ့လာလို့ရတယ်ပေါ့ဒီထဲမှာတော့ကျွန်တော်လေ့လာဖို့တဲ့နည်းလမ်းတွေ manipulate technique တွေကိုကျွန်တော်ညှဝေပြပါမယ်။ဘာဖြစ်လို့ဒီဟာကို record လုပ်ပြီးတော့ကျွန်တော် podcast series အနေနဲ့ပြောသလဲဆိုရင်ကျွန်တော်မြန်မာနိုင်ငံကလူတွေကိုသိစေချင်တယ်။မြန်မာနိုင်ငံမှာဒီလိုမျိုးပြောဆိုဆက်ဆံနေရတဲ့အထက်မှာကျွန်တော်တို့မြန်မာလူမျိုးတွေဒီနည်းလမ်းတွေကိုသုံးကြတယ်။အသုံးခံရတာမျိုးတွေလည်းရှိတယ်။ကိုယ်တိုင်ကလည်းမသိလိုက်မသိပါတာပြောမိသလိုတခြားသူတယောက်ကိုကြိုးကင်ချဲလဲဖို့အတွက်ကြိုးစားတတ်တယ်လို့ကိုကကြိုးကင်ချဲလဲခံရတာမျိုးလည်းရှိတယ်ပေါ့အထူးသဖြင့်မိသားစုဝင်တွေတငယ်ချင်းတွေသမီးစားဆက်ဆံရေးအိမ်တော်ရေးအစရှိသဖြင့်နေရာကြီးအကုန်လုံးမှာတွေ့ရတယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီ series လေးမှာတစ်ပိုင်းကို3မိနစ်ကနေ4မိနစ်လောက်ကြားရဲပေါ့နော်နဲ့တစ်ခုချင်းစီ technique တစ်ခုချင်းစီကိုကျွန်တော် share ပေးပါမယ်ဒါပေမဲ့ကိုယ်တိုင်ကလည်းဒီနည်းလမ်းတွေကို3မိနစ်ရှောင်ပေးကြပါတခြားသူတယောက်ကဒီနည်းလမ်းတွေကိုအသုံးခံရပြီးတော့ကြိုးကင်ချဲလဲခံနေရတယ်ဆိုရင်လည်းပြောပြပေးကြဖို့အတွက်ကျွန်တော်အနေနဲ့တောင်းဆိုပါတယ်ဒီတော့နောက်တစ်ပိုင်းကနေစပြီးတော့ကျွန်တော်သိသမျှလေးကိုပြောပြပါမယ်